လေသာဟမ်းမိတ်မှာလက်ရာအရေးကြီးလားလေသာကောင်းမှုအရေးကြီးလားလေသာလည်းကောင်းတယ်လက်ရာလည်းကောင်းတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကွတ်သွားပြီပေါ့ဗျာပတ်ဆိုင်တစ်လုံးမှာလက်ရာကောင်းတယ်ဆိုလို့ရှိရင်ဘယ်လေသာနဲ့ချုပ်မိုက်နေမှာဖြစ်ပါတယ်လက်ရှိမှာကျွန်တော်ရှိမှာရနိုင်တဲ့အိမ်လေးတွေကိုကျွန်တော်ဒီနေ့အချင်းချင်းလေးရှင်းပြပြတော့ပါဒီရတာလေးနိုင်ငံတော်ဒီဇိုင်းလို့လည်းပြောလို့ရတယ်ဒီမှာပြီးမှအမှားအများဆုံးနဲ့လူကြိုက်အများဆုံးတဲကမှထိတ်ဆုံးရောက်နေတဲ့အိမ်လေးတွေဖြစ်ပါတယ်ဗျအတစ်နေနဲ့ကတော့ကျွန်တော်လောင်းလက်ဒူးပါညာလို့ခေါ်တယ်ဒါမျိုးအိတ်အရှိလေးတွေပါဒါလေးတွေကိုဘာကြောင့်ချက်ကြတာလဲဆိုလို့ရှိရင်တော့သူကပတ်စံကိုအလျားလိုက်ထည့်လို့ရတယ်တွန်းခါမှုမရှိဘူးဒုနဲ့ဆိုတော့ဖုန်းပါညာထည့်လို့ရတဲ့ကြောင့်မလို့လူအများစုခြိုက်ကြပါတယ်သူရဲ့အတွင်းပိုင်းကဆိုလို့ရှိရင်လည်းကတ်10ကတ်လောက်ထည့်လို့ရတဲ့ကြောင့်မလို့ကတ်ညညသုံးနေတဲ့အတွက်အများကြီးတင်တော့ပါတယ်လေယာတွေများတဲ့အတွက်ကြောင့်မလို့ပတ်စံနဲ့တခြားသောပစ္စည်းတွေကိုများစွာတိုးထားလို့ရပါတယ်ဒီလို privacy ဈေးကပ်ပါတဲ့ကြောင့်မလို့မိမိတို့လုံခြုံဖို့လိုအပ်တဲ့ပစ္စည်းတွေကိုလည်းထည့်ထားလို့ရပါတယ်။ဒါကြောင့်မလို့ဒုပါတဲ့အိတ်တွေကိုဒီမှာနိုင်ငံမှာအကြိုက်များကြတာဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့ကြားမမရွေးကြိုက်ကြတယ်။ဘောစီကအိတ်လို့ခေါ်တဲ့ဒီလို round zip လေးဖြစ်ပါတယ်ဗျ။ဒီ round zip လေးတွေကတော့ zip bar တကြောင်မို့လို့သူကပို့ပြီးတော့ safe ဖြစ်ပါတယ်။ပတ်စံထွက်ကြဖို့အတွက်လုံးဝမရှိပါဘူး။ဆိုလို့ရှိရင်လည်းအထက်မှာပတ်စံ100ခေါင်းဆန့်ပါတယ်။သူကတော့ကာအဖြစ်ဆိုလို့ရှိရင်ရှစ်ကတည်းရပါတယ်ဘေးနှစ်ဖက်နိုင်ငံတွေမှာပါရှိတဲ့ဒီလိုအကန့်တွေကြောင့်မလို့စားစရာတွေထည့်ထားလို့ရပါလိမ့်မယ်အခုကျွန်တော်ပြသွားတာလေးတွေကတော့မြန်မာနိုင်ငံမှာခေတ်စားရေပန်းစားဆုံးအိမ်လေးတွေပါမှာယူမှဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာမှာယူလို့ရပါတယ်။တုံညာကိုခွန်ရှစ်တဲ့လင်္ကာကိုသုံးခွန်တဲ့ဆက်သွယ်နိုင်ပါတယ်ဗျအားလုံးကျေးဇူးပါ